အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ပြောပြခြင်းတဲ့အကြောင်းအရာတော့ကျွန်တော်ရှေ့မှာလည်းကျွန်တော် article လေးရေးထားတာတော့เนาะကျွန်တော်အနေနဲ့ဒီ Microsoft 365ကဲနောက်တစ်ခါကျတော့ Microsoft Azure နောက်တစ်ခါကျတော့ CompTIA Plus ဒီရတဲ့ CompTIA M Plus နောက်ဆုံးတစ်ခုက AI ပေါ့နော်အပိုင်း၅ပိုင်းလေးကိုကျွန်တော်ဗီဒီယိုလေးတွေလောက်တာလေးတွေဖြစ်ဖြစ် article ပေါ့နော်စာရေးတာပဲဖြစ်ဖြစ်ဒါလေးကျွန်တော်လုပ်ပြီးပါမယ်ဆိုပြီးတော့ကျွန်တော်ရှေ့မှာပြပြထားပါတယ်ပေါ့ဒီနေ့ကဒီဗီဒီယိုလေးကတော့ Microsoft ရဲ့ Purview ပေါ့နော် Microsoft 365ထဲမှာပါတဲ့ Purview အကြောင်းလေးကိုကျွန်တော်အနေနဲ့အနည်းချင်းလေးကျွန်တော်ပြပြပါမှာဖြစ်တယ်အဲ့တော့ဒီထဲမှာကျွန်တော်ရဲ့ဒီမှာ friend တွေမှာလည်းရှိတယ်တချို့ကျွန်တော်တပည့်တွေမှာလည်းရှိတယ်တချို့ကျတော့စာဖတ်ဝါသနာပါတယ်တချို့ကျတော့ဗီဒီယိုကြည့်တာဝါသနာပါတယ်ဒီနေ့ကတော့ကျွန်တော်က lab တွေနဲ့ demo တွေနဲ့ပေါ့နော်ကျွန်တော်မပြောဘဲနဲ့ပေါ့ပါလေးပဲ Purview ဆိုတာဘယ်လိုမျိုးဟာလဲပြီးတော့ Purview ကိုဘယ်လိုမျိုးနေရာမှာသုံးလဲဆိုတာလေးကိုကျွန်တော်ရှင်းပြပါမှာဖြစ်တယ်ပထမဆုံးနံပါတ်1သိရမှာက Microsoft 365ထဲမှာဒီသူ့ရဲ့စပြီးလေ့လာရင်တော့ MS 100ကိုစလေ့လာရပေါ့နော် MS 100ကတော့ fundamental ဖြစ်တယ်နောက်တစ်ခုကတော့ MS 102ကတော့သူကတော့ admin ဖြစ်တယ်ပေါ့နော်နောက်တခြားဒီ MS 700တို့ဒီ MD 102စသည်ဖြစ်တာတွေလည်းရှိရပေါ့နော်ဒါပေမဲ့ MS 102ထဲမှာဆိုကြရင်မိတ်ဆွေတို့ landing pad ပေါ့နော် landing pad ဒီ9ခုရှိတယ်landing pad 9ခုမှာကျွန်တော်တို့ကအခုကျွန်တော်ပြောပြတဲ့ဟာတော့ Purview ဆိုတော့ landing pad က3ခုလုံးကျွန်တော်တင်ရတယ်ပေါ့နော် landing pad 7နဲ့8နဲ့9နဲ့ကိုကျွန်တော် Purview မှာလေ့လာရမှာဖြစ်တယ်ပေါ့နော်Purview ဆိုတာဘာလဲပေါ့အောင်စသိဖို့လို့ကMicrosoft ရဲ့ဒီထဲမှာဒီ Microsoft ဒီ365ထဲမှာ compliance ဆိုတာအရင်တော့ရှိတယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့ကနာမည်ပြောင်းလိုက်တယ်ပေါ့နော် Purview ဆိုတဲ့နာမည်ပြောင်းလိုက်တယ် Purview ဆိုတဲ့ဒီဘက်က PURVIEW ပေါ့နော်သူ့ရဲ့အနက်ဒီဘက်ကိုနိုင်ကသူကဘာလဲဆိုရင်အာနာဇက်တို့တနည်းအားဖြင့်ကျွန်တော်တို့ကတက်ရောက်မှုပေါ့နော်တခြားဘက်မှာတက်ရောက်မှုတဲ့အရာတွေကိုကျွန်တော်တို့က Purview လို့ပြောတာပေါ့နော်အာနာဇက်တက်ရောက်ဒီတိုင်းပဲ Microsoft 365ရဲ့setting service တွေထုံးမမြောက်လဲ Purview ရဲ့တက်ရောက်မှုတွေအများကြီးပဲရှိတယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့ Purview ဆိုတဲ့နာမည်လေးပေးလိုက်တယ်လို့ကျွန်တော်တို့တွေ့ရှိရတယ်ပေါ့နော်အဲ့ဒီမှာအဓိကတော့အပိုင်းကတော့ what is Purview ဆိုတာဘာလဲဆိုရင်သူက comprehensive data governance ပေါ့နော်တနည်းအားဖြင့်ကျွန်တော်တို့ကဒီ data governance ကိုကြည်ကြဲပြန့်လုပ်နိုင်တဲ့အနေအထားဖြစ်တယ်ဒါ Purview ရဲ့လုပ်ဆောင်ချက်ထဲမှာနံပါတ်1ပေါ့နံပါတ်2ကတော့သူ compliance solution ဆိုတဲ့ဟာကိုရှင်းပြထားတယ်အဲ့တော့ compliance ဆိုတဲ့နာမည်ကဒီအဓိက Purview ရဲ့ main နာမည်ပေါ့နော်အဲ့ဒါတနည်းအားဖြင့်လိုက်နာရမယ့်စည်းကမ်းအဲ့ဘာကြောင့်လဲဆိုရင် security ကောင်းအောင် compliance လိုက်နာရတယ်ပေါ့နော်အဲ့တော့လုံခြုံခြင်းလိုက်နာရမယ့်စည်းကမ်းတွေလိုက်နာနေကျွန်တော်တို့လုံခြုံတဲ့သဘောပေါ့ဒါလေးကိုကျွန်တော်တို့ Purview ရဲ့အဓိပ္ပာယ်ဖြစ်တယ် Purview မှာအဓိကမိတ်ဆွေတို့နားလည်အောင်5ခုပေါ့နော်အချက်5ခုsorry 6ခုရှိတယ်နံပါတ်1ကကြတော့နံပါတ်1 data governance ဆိုတဲ့အရာတွေကျွန်တော်လေ့လာရမယ် data governance တွေမှာဘာတွေပါမလဲဆိုရင် classify manage and protect sensitive နဲ့ပတ်သက်တဲ့ data ဒါတွေပါလိမ့်မယ်နံပါတ်2ကကောင်းစဉ်ကတော့ compliance and risk managementနံပါတ်2ကောင်းစဉ်ကတော့ဒီဒါပါမယ်နံပါတ်3ကတော့ data loss prevention ပေါ့တနည်းအားဖြင့် loss ဖြစ်မဲ့ဟာကိုကာကွယ်တဲ့အရာပါမယ်နံပါတ်4ကတော့ insider risk management နံပါတ်4ပါမယ်နံပါတ်5ကတော့ information protection ဆိုတဲ့ကျွန်တော် data တွေပို့တဲ့အခါကျတော့ encryption method တွေပြီးတော့ lever တွေဘယ်လိုတက်မလဲ policy တွေဘယ်လိုထားမလဲဒီຢာတွေပါလိမ့်မယ်ပေါ့နော်နောက်ဆုံးချက်ကတော့ပါလဲဆို e-discovery and audit ဆိုတဲ့အချက်6ခုပါတယ်ပေါ့နော်ဒီ6ခုကိုကျွန်တော်တို့က landing pad 3ခုနဲ့လေ့လာသွားမှာဖြစ်တယ်ဒါလေးကိုကျွန်တော်အနေနဲ့ share လုပ်ပေးနေဖြစ်ပါတယ်အဲ့တော့ M365 ကိုလေ့လာနေတဲ့လူတွေဗီဒီယိုလေးကြည့်ရှိမယ်လို့ထင်တယ်နောက်ဗီဒီယိုလေးမှာလည်းကျွန်တော်အားလျော်စွာစာရေးရမယ်ဖြစ်ဖြစ်ဗီဒီယိုလေးရဲ့ဖြစ်ကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်